Hello, cô luôn mình là bà chị, cô luôn câu to ní bà nó,คนนี้ตาตมีเด้จะมาเช่นตาจับbà chị nó, cô luôn mà bà biết tin thế nó, ở bên trái đấy, tí bên trái đấy, có mấy gì trái đấy nó, mà ở tận đêm trái đấy, phong xe trái đấy nó, mà ní câu là đó, mà chú sa phải tên, lúc vô đấy nó, mà ní câu là nó, đã không ở đây cũng phi bà đấy, đã nuôi thuê mu, mía chỉ giúp tiền mà đấy nó, mà lúc cái lại là lấy gì thì cả chỉ giúp tiền mà đấy, cô luônคนนี้ตาตมีđấy nó,จะมาเช่นตาจับbà chị, xin phiจับbà chị, bây giờ kinhจับbà chị, mà ở lại mi ở bên nàyจับbà chị, cô luôn ngó mà cái chỉ giúp tiền mà đấy chị, đi này câu to ní bà nó. အစင်မပြေတီဖြစ်ဖြစ်အစင်ပြေတီဖြစ်ဖြစ်เนาะကိုပြီးတော့မှစိတ်ထဲမကြပါနဲ့เนาะကိုကြိုးစားရမှာကိုတာဝန်ပါเนาะကိုရဲ့အလုပ်ပါလို့เนาะအဲ့ဒါကြောင့်ကိုစိတ်ကိုအမြဲတမ်းပေါ်တဲ့ထားပါเนาะကိုကတန်ဖို့ရှိတဲ့လူတယောက်ဖြစ်ရှင်ရင်သူများထဲကိုကြိုးစားရမယ်เนาะသူများတန်ဖို့ထားခံရှင်ရင်သူများထဲကိုကကြမ်းခိုင်ရမယ်เนาะအဲ့ဒါကြောင့်เนาะကိုအမြဲတမ်းကိုမအရှိကိုရောက်နေဖို့ပဲလိုပါတယ်လို့เนาะသူများစကားတွေကိုဂေါက်ထိမှမထိပါနဲ့เนาะသူများဆွေးရှားတိုက်လေအောက်ကိုမကြားပါနဲ့เนาะအဲ့ဒါကြောင့်เนาะကြိုးစားတဲ့လူကတော့အဲ့လိုပဲအတိုက်ခိုက်ဆိုတာရှိတဲ့နေရာတိုင်းမှာเนาะဒါပေမဲ့ဘယ်တော့မှစိတ်ထဲမကြပါနဲ့လို့เนาะကိုမိုးလည်းအရကထားတယ်နဲ့ကိုအရလေးကိုကြည်စုတင်ပါเนาะကိုရဲ့ခန္ဓာကိုယ်လေးကိုကြည်စုတင်ပါကိုရဲ့မျက်နှာလေးကိုကြည်စုတင်ပါအော်ငါ့ကိုအကုန်ရှစ်ကြတယ်เนาะအရလေးကစအရလေးရဲ့ငါ့ကိုနွေးနွေးထွေးထွေးအိတ်ခွင့်ပေးတဲ့အတွက်ကြည်စုတင်ပါတယ်เนาะအဲ့ဒါကြောင့်เนาะကိုကလေတန်ဖို့ရှိတဲ့လူတယောက်ဖြစ်အောင်နေပါလို့เนาะပြီးတော့เนาะညီမလေးတို့เนาะ energy အပြည့်နဲ့เนาะကြိုးစားပါเนาะအကုန်လုံးကြိုးစားကြပါအကုန်လုံးမောင်လေးတွေရောညီမလေးတွေရောเนาะအကုန်လုံးကို fighting เนาะဘာဖြစ်လာရင်ဆိုင်ပါကြော်ဖြတ်ပါเนาะပြီးတော့ကိုတန်ဖို့မထားတဲ့လူကိုအထင်သေးတဲ့လူကိုเนาะမှတ်ထားပါဒါပေမဲ့သူကိုကလစားမရှိနဲ့ကိုကသူထက်တာအောင်ကိုကြိုးစားရမှာဒါကိုအလုပ်ပါเนาะကိုကွယ်နော်ဂေးလုံးနေနဲ့ပေါက်တယ်ဟာလားဂေးလုံးနေနဲ့ပေါက်တယ်စကလုံးနေနဲ့ပေါက်တယ်ဟာလားအဲ့ဒါတွေစုပြီးတော့ဂိုတောက်ကြီးဆောက်ပြလိုက်ပါနော်အဲ့ဂေးလုံးကိုစီပြီးတော့တောက်ကြီးဖြစ်အောင်လှုပ်ပြလိုက်ပါနော်အဲ့ဒါကြောင့်ကိုတန်ဖို့မထားတဲ့လူအနားမှာလေကိုမနေပါနဲ့ဘာလို့ဆိုကိုကသူကြောကိုအန်နေကြကြားတယ်ကိုပျော်ရွှင်နေတဲ့စိတ်တွေကအကုန်လုံးအောက်ထိုးကြသွားတယ်နော်အဲ့ဒါကြောင့်သူနဲ့လွယ်တိနေရကိုပြေးပါနော်ဘသူဖြစ်ကွယ်တငယ်ရှင်းဖြစ်အိမ်ထောက်ဖြစ်ပေါ့နော်သူနဲ့ကိုနဲ့တစ်သေးလုံးအတူတူနေရမယ်ဆိုပြီးတော့ဘသူမှလဲမဲမထိုးထားဘူးနော်ကိုမသိတဲ့အချိန်မှာတော့ကိုသိခံခဲ့တာပေါ့သိလာတဲ့အချိန်မှာယုံထွက်ပါကြော်ဖြတ်ပါလူဟာအနုစွမ်းအားရှိတယ်နော်လူတွေဟာအကုန်လုံးဟိုမီနီယနာတတိတွေကြီးပဲနော်ကိုရေးဘုံကန်ကိုချောမတွဲနဲ့နော်ကိုရေးကုသကန်ကိုချောမတွဲပါနဲ့လို့နော်အဲ့ဒါကြောင့်ကိုဘယ်တော့မှအားမငင်နဲ့နော်အမြဲတမ်းကြိုးစားကြဖို့မှာကနော် fighting အနုကြိုးစားကြပါလို့အနု fighting အနုကျေးဇူးတင်ပါတယ်မှာကအကုန်လုံးI love you.